အဲ့တော့အစာကိုထုံးစံတိုင်းပဲခုနပြောသလိုပဲတိတ်ချလေးဝါစားမယ်နော်ဘာလို့ကိုကလမ်းမလျှောက်နိုင်တဲ့ဆိုလို့ရှိရင်ဝါစားပေးထွက်လာတဲ့အရေးကသူ့နေရာသူပို့မယ်မစားဘဲနေဘူးကွာမစားဘဲနေကြတော့အစာအိမ်အတွက်ပြဿနာရှိတယ်အာဟာရတိတ်ထိမြောက်နေနော်ခန္ဓာကိုယ်ကြီးကသူကအာဟာရလိုအပ်သေးတာ哦နော်တကယ်လို့ခုနလိုမျိုးအာဟာရဖြစ်စေမဲ့အရာတွေထမင်းမဟုတ်ပဲနဲ့အခြားအရာတွေစားရဲဆိုရင်တော့လည်းတစ်မျိုးပေါ့နော်ခုနလိုဒီစေဝါတက်စားတွေစားတာဖြစ်စေခုနလိုအရေးလေးပါလေးပေါ့နော်စားတတ်ဖြစ်အဲ့တော့အခုကဘာလဲဆိုတော့တဲချေကြီးလည်းမရှိရတယ်အသေးကြီးလည်းအစီဖုံးလာရဲ့အဲ့လိုမျိုးလားမသိဘူးလားကတော့နားလို့အဲ့မှာကနားနေတာတော်တော်နားနေတယ်ဒါကြီးအမှန်အဲ့ကျွတ်တက်တူလို့တခုအောက်ကိုကုန်းလို့လည်းမရကုန်းလိုက်လို့အဲ့ဒီတက်မာအခုဒီမှာချော်လဲပြီးမှပို့ဆိုးလာဒါကြီးတအားနာစေးတော့မှာပြောင်းလာဟုတ်ကဲ့ထိနာလားဝင်းနေမထိပဲနဲ့တော့ဘူးဝင်းနေပါညှက်ရလားညှက်ရဝင်းရတော့ကောင်းတယ်ဝင်းရကောင်းဝင်းရအဲ့ပါသွားတယ်ခါစားတစ်ခါသွားတယ်အဲ့ဝင်းလေးမှန်နေလို့ဟုတ်တယ်ဝင်းလေးမှန်နေလို့တော်နေတာတကယ်တမ်းကျတော့အဲ့အစာတေချာလေးစားဖို့ရဲ့အဲ့အသေးစီပုံနာရဲ့တဲချေရဲ့အဲ့လိုမျိုးနည်းနည်းလေးရှိနေတာနော်ပန်ကရီကတော့ကောင်းတယ်လို့ပြရဲပေါ့နော်ဒါပေမဲ့အသေးစီပုံနာလည်းအရင်ကစစ်ဖူးတော့တိထားပြီးသားပေါ့ဟုတ်ကဲ့ပြီးသားဒါပေမဲ့ level တော့နည်းနည်းများနေပြီနော်များနေပြီအဲ့ဒါကိုမလုပ်ရင်အန်ဒီရဲ့တော့တတိထားမှာပေါ့နော်အဲ့ဒါဘာလို့စိတ်စားမှာပေါ့စိတ်ကြသေးလားအစီကြသေးမဟုတ်ဘူးလေအသက်အဲ့ဒါပြီးတော့မှဟိုပါပေါ့တေချာရှင်းပြမယ်စားမယ်အဟာရဲ့ခေါင်းစဉ်ခွဲပေးမယ်အသေးဆိုရင်ဘာစားရမယ်ဟလာခုနသွေးကြောဆိုဘာစားရမယ်အယိုးဆိုဘာစားရမယ်ပြီးရင်ရိုးရင်းချင်စီတွေဘာညာအတွက်ကိုဘာစားမယ်တခါတည်းခေါင်းစဉ်ခွဲပြီးတော့ပြောပေးမယ်အဲ့ခါကျရင်ကိုနိုင်နဲ့ဝန်ထမ်းနော်ကိုနိုင်နဲ့ budget နဲ့ကိုနိုင်နဲ့ဝန်ထမ်းဟိုတခုရှိတာကခုနပြောသလိုပဲအင်္ဂလိပ်လည်းမဟုတ်ဗမာလည်းမဟုတ်ဘူးလीနော်အဲ့တော့ကိုအဆင်ပြေတာလေးနဲ့ကို run မယ်နော်ဆက်ကြည့်ပေးမယ်နော်ကြောက်ကမှလည်းဟိုပါပေါ့ uric acid တွေများနေတဲ့အခါကျတော့အဲ့လို acid နာတွေကြိုက်တာတွေတော့ဖြစ်တတ်တယ်နော်ဒီလိုစိုက်ပေးမယ်အဲ့ဒါကြီးမနော် uric acid ကကျွန်တော်တို့ကျတော့ဒီ chlorine အဆိပ်ထုတ်တာပေါ့ uric acid ဆိုတာအဆိပ်စုသွားတာတကယ်တမ်းကျတော့နော်အဲ့ဒါကြတော့ကျွန်တော်တို့ဒီအခုအဲ့ဆေးလက်ဖက်ချောက်နဲ့လောလောဆယ်ပစ္စည်းပြတ်နေလို့ရလို့ရှိရင်အကြောင်းကြားမယ်နော်အဲ့လေးကိုတောက်ပေးဖို့လိုတယ်တောက်ပုံတောင်လေးပြောမယ်တချို့ကမတောက်တဲ့ကိုကဖြစ်မှာဆိုလို့တောက်ပုံတောင်လေးလေးရတာပေါ့နော်အဲ့လိုမျိုးအဆုတ်ပါဖြစ်ဘူးလဲအဆုတ်တွေဘာဖြစ်ဘူးလဲအရင်ငယ်လေးကမဖြစ်ဘူးလားကိုဗစ်တောင်းလို့လည်းမဖြစ်ဘူးဖျားနာခြင်းလည်းကိုဗစ်ရောထိဘူးလားမရှိဘူးနော်ဒါပေမဲ့အခုအဆုတ်အားနည်းနေတာတွေ့ရတယ်နော်အဆုတ်အားနည်းနေတယ်အသက်အချိုးလေးစားနေချောင်းဆိုပဲဒါအဆုတ်ကတကောက်အလုံးမလုပ်ဘူးလို့ပြရတယ်ပြီးတဲ့အခါကျရင်ဒီမှာအောက်ဆီဂျင်လည်းလျော့နေတာလေးပြရတယ်နော်အဆုတ်ကအောက်ဆီဂျင်ငတ်နေတာပေါ့ပြောချင်တာ